ပဏိတသုတ်လို့ခေါ်တဲ့ဒီသုတ်နာမည်တန်ယုတ်တပါဠိတော်မှာဒိဋ္ဌနဝကတန်ယုတ်တန်ယုတ်ပါဠိတော်တွေလေးလပူးတဲ့ပုဂ္ဂိုလ်တွေတွေ့ပါလိမ့်မယ်စောဝဲတွေပါလေလောက်တာရှိတယ်လေအဲ့ဒီမှာဘာလပဏိတဘာလကအသိပညာကင်းမဲ့သူပဏိတကအသိပညာရှိသူတော့အသိပညာကင်းမဲ့သူနဲ့အသိပညာရှိတဲ့ပုဂ္ဂိုလ်အသိပညာကင်းမဲ့တဲ့ပုဂ္ဂိုလ်ဟာဒီဒုက္ခတွေကမလွတ်ဘူးရွှေ့ပြီးတော့သာခံရရတယ်ထောင်တစ်ခုကနေနောက်ထောင်တစ်ခုပြောင်းတာပဲရှိမယ်နော်ထောင်ပြောင်းခံတန်တရားဆိုတဲ့ထောင်ကြီးတွေကမလွတ်ဘူးပြောင်းရွှေ့ပြီးတော့ပဲကြုံတွေ့နေရမယ်အဲ့ဒါတန်တရားဝိဒုက္ခလို့ခေါ်တာပဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘယ်လိုဖြစ်တယ်ဆိုတာကိုမြတ်စွာဘုရားဘာကြောင့်ဒီဒုက္ခတွေဖြစ်တယ်ဆိုတာအကြောင်းအနေစပြီးတော့ဟောမယ်နော်အဲ့တော့ဒီသုတ်တန်ကိုမူရင်းတိုင်းလေးအရင်ပြောပြမယ်အခုကဒါသုတ်တန်ကိုဟောတာမဟုတ်သေးဘူးနော်ရှေ့ဘက်ကနေပြီးတော့ဒုက္ခတွေဆိုတာဒါကိုပြောပြတာဘုရားဟောတဲ့သုတ်တန်လေးကိုပြောပြီးတော့ရှင်းပြမြတ်စွာဘုရားကသာဝတိမြို့မှာနေတာစေတော်ကျောင်းမှာယဟန်တွေကိုဟောတာအဲ့တော့ဘာသာဟောတော့ဆိုအဝိဇ္ဇာနိဝရဏတဘိက္ခုေဘာလတတဏှာတံပယုတ်တတဧဝမယံကာယောသမုဒ္ဒကတောဘဝထဲဝင်ရောက်လာပုံကိုပြောပြတာမြတ်စွာဘုရားလူဖြစ်လာပုံကိုပြောပြတာဘုန်းကြီးတို့တွေလူတွေကသိတော့အမေနဲ့အဖေကနေမွေးလာတာတော့ပဲသိမယ်မြတ်စွာဘုရားအဲ့ဒါမဟုတ်ဘူးနော်အဲ့ဒါကအပြစ်မှန်းအပြစ်ကိစ္စလူကဘယ်လိုမွေးဖွားလာတယ်ဆိုတာလူတိုင်းသိတယ်လေအဲ့ဒါဓမ္မအသိမဟုတ်အဲ့တော့ဓမ္မအသိကဘယ်လိုမွေးဖွားလာတာတုံးဆိုလို့ရှိရင်အဝိဇ္ဇာနိဝရဏတဲ့မသိမှုကပိတ်ဆို့ထားတယ်မသိမှုကပိတ်ဆို့ထားသည့်အတွက်ကြောင့်အပြစ်ဆိုမမြင်ဘူးအကောင်းမဲ့ထင်နေတာအပြစ်မမြင်လို့ရှိရင်အကောင်းမဲ့ထင်နေတယ်လူတွေကဥပမာအပြစ်မမြင်မှုဆိုတာဘာလဲတူတော့ငမြားချိတ်ပါတဲ့ငစားချလိုက်တဲ့အခါမှာငစားကိုသာမြင်ပြီးတော့ငမြားချိတ်မမြင်တဲ့ငါသည်သွားဟမ်းမိတာပဲအဲ့သဘောပဲငမြားချိတ်ကိုမမြင်ဘူးငစားပဲမြင်တယ်အဲ့ဒါကိုအဝိဇ္ဇာနိဝရဏအဝိဇ္ဇာပိတ်ဆို့ထားတာဘုန်းကြီးတို့တွေလူဘွားပြောစရာကောင်းတယ်လို့ထင်ပြီးတော့ဒီကုသိုလ်ကြောင့်ချမ်းသာကြွယ်ဝတဲ့လူဘွားရောက်ရပါလို့ဤသို့မဟုတ်နတ်ဖြစ်ရပါလို့ဤကုသိုလ်ကမှုတွေပြုတာတောင်မှပဲဘဝကိုตายာနေတဲ့စိတ်ကဖြစ်တယ်အဲ့ဒီလိုကြိုက်တာဘာကြောင့်ကြိုက်နေတာတော့တဏှာဆိုတာအဲ့ဒါကြိုက်နေတာဘာကြောင့်ကြိုက်နေတာတော့ဆိုရင်အပြစ်မမြင်လို့ကြိုက်တာအဲ့ဒီအပြစ်မမြင်တာဘာကြောင့်မမြင်တာတော့အဝိဇ္ဇာကပိတ်ဆို့ထားလို့မမြင်တာလူမှာမျက်လုံးမှာတိမ်ကျနေလို့ရှိရင်မမြင်အောင်အဲ့ဒါလိုပဲမြင်ရတဲ့နေရာမှာတိမ်ဆွဲနေတာကြောင့်မမြင်ရအဝိဇ္ဇာတိမ်နဲ့လာတဲ့တူတယ်အဲ့ဒါကိုရှင်းပြတာမြတ်စွာဘုရားအဝိဇ္ဇာနိဝရဏတအဝိဇ္ဇာကပိတ်ထားတယ်ဆိုတော့မျက်လုံးကိုပိတ်ပြီးစီးထားတဲ့အဝတ်နဲ့မမြင်အောင်မျက်လုံးကိုပိတ်စီးထားတယ်လို့ပဲဒါမမြင်ရဘူးကတော့ပဂတိမျက်လုံးတော့ရှိတယ်ဒါပေမဲ့ဘဝရဲ့အပြစ်ကိုမမြင်ဘူးဘဝရဲ့ချမ်းသာတာပဲမြင်တယ်ငမြားချိတ်ကိုမမြင်ဘူးငစားပဲမြင်တယ်အဲ့တည်းကြီးပဲလေဒုက္ခရောက်တဲ့အားတွေထောင်ချောင်းဆင်ထားတဲ့ဆိုရင်လည်းပဲထောင်ချောင်းထဲမှာရှိတဲ့အစာပဲမြင်တယ်ထောင်ချောင်းကိုမမြင်ဘူးပြီးမိသွားအဲ့ဒါလိုပဲအာယုံ၅ပါးဘဝမှာပြောစရာဆိုတာကိုသာလေမြင်တယ်အန္တရာယ်ကိုမမြင်တာအဲ့ဒါအဝိဇ္ဇာလို့မှတ်တာနော်အန္တရာယ်ကိုမမြင်မဲနဲ့အကောင်းလို့မြင်နေတာအဝိဇ္ဇာကြောင့်အဲ့ဒီအဝိဇ္ဇာကပိတ်ဆို့ထားသည့်ပြင်အကောင်းလို့ထင်လိုက်တာကိုကတဏှာတံမြုပ်တာလူချင်းမှုနဲ့တွဲသွားတယ်အပြစ်မမြင်လူချင်းနဲ့
အဲ့တော့အပြစ်မမြင်တာအဝိဇ္ဇာလိုချင်တာကတဏှာနော်ဘဝတစ်ခုလိုချင်တယ်အဲ့တော့လိုချင်တဲ့အခါမှာဧဝမယံကာယောသမုဒ္ဒကတောဒီဘဝကြီးရလာတာတဲ့အဲ့ဒါကြောင့်ရလာတာနော်လူဘဝရလာတာလူဘဝရဲ့အပြစ်ကိုမမြင်ဘူးမမြင်နဲ့ဒါအဓိကအကြောင်းလူဘဝရဲ့အပြစ်ကိုမမြင်ဘူးမမြင်တော့ကောင်းတယ်လို့ထင်တော့လူဘဝရလာတယ်ဆိုလို့လည်းပေါ့နော်ဒါမြတ်စွာဘုရားကအဲ့တိုင်းစပြီးတော့ခေါ်တာမသိနာမလဲတဲ့လူမိုက်တယောက်လူဘဝရောက်လာတယ်သိနာလဲတဲ့ပညာရှိတယောက်ဟာလည်းလူဘဝရောက်လာတယ်ဟုတ်လားသိသူမသိသူပညာရှိသူမရှိသူကလူဘဝရောက်လာတာဒီပုံစံနဲ့ပဲရောက်လာတယ်ဘဝရဲ့အပြစ်ကိုမမြင်တာအဝိဇ္ဇာအပြစ်မမြင်တော့ကောင်းတယ်လို့ထင်တာကတဏှာအဲ့ဒီအဝိဇ္ဇာနဲ့တဏှာကြောင့်မို့လို့ဒီဘဝကြီးကိုရယူသွားတာအဲ့တော့ရယူပြီးတဲ့ကဒီနေရာမှာပဲရက်သလားဆိုမရက်ဘူးဣတိအရင်စေဝကာယောဗဟိတသနာမရူပံကိုရထားတဲ့ကိုယ့်ရဲ့ဘဝအရင်စေဝကာယောဆိုကိုယ့်ရဲ့ဘဝအရေးတစ်ခုဘဝလို့ဆိုတာဘာလို့မျက်စိနာနာလျာကာယမနအဲ့ဒီအစ္ဆတိကာယရဏ6ပါးနဲ့ရထားတာပေါ့နော်ကိုရထားတာအဲ့ဒါတွေရထားတယ်အဲ့ဒါကိုရထားတဲ့ကာယပဲဗဟိတသနာမရူပံဗဟိတသနာမရူပံလို့သုံးလိုက်တဲ့အခါအပြင်မှာရှိတဲ့နာနဲ့ရုပ်ဆိုလိုတာကတော့ရှင်းရှင်းဟာကိုမွေးဖွားလာတဲ့အခါမှာလောကမှာတခြားလူတယောက်နဲ့ပေါင်းမိသွားတယ်ပြင်မကအာယုန်နေနဲ့ပေါင်းမိတယ်ဗဟိတသနာမရူပံပြင်မကအာယုန်နေနဲ့တွေ့သွားတယ်နော်လူတယောက်မွေးလာပြီးတဲ့အခါမှာပြင်မကလူတယောက်နဲ့ဆုံမိသွားတယ်သို့မဟုတ်ပြင်မကအာယုန်နဲ့ဆုံမိသွားတယ်ကိုယ်စိတ်နဲ့အာယုန်နဲ့ဆုံမိသွားတယ်ဘဝရောက်လာပြီဆိုရင်ကိုမှရှိတာနဲ့မရှိတာဆုံမိတာပဲဒါဒီတိုင်းပဲအဲ့ဒါကိုမြတ်စွာဘုရားဟောတာအရင်စေဝကာယောဒီအစ္ဆတိကကာယဗဟိတသနာမရူပံပြင်မဲ့မှာရှိတဲ့နာယုတ်အိဋ္ဌိတံတွားရဒါနှစ်ခုပဲတဲ့နော်နှစ်ခုဖြစ်သွားပြီကိုယ်ရဲ့သူ့ရဲ့နှစ်ခုဖြစ်သွားပြီအဲ့နှစ်ခုဖြစ်သွားတော့တွားရံပဋိစ္စဖတ်တော့တဲ့အဲ့ဒီနှစ်ခုကိုကြောင်းပြုတ်ပြီးပေါင်းစပ်မှုတစ်ခုဖြစ်လာစုံတွဲမှုတစ်ခုဖြစ်လာဒါလူဝတယုတ်ဖို့တာရှင်းရှင်းလေးပါနော်တွားရံပဋိစ္စဒီနှစ်ခုပေါင်းလိုက်တဲ့ကအစ္ဆတိကနဲ့ဗဟိတအစ္ဆတိကရဏ6ပါးနဲ့ဗဟိတရဏ6ပါးဒီလိုဆိုလို့တယ်အလုံးကိုခြုံပြောလိုက်တာခါတိုင်းကျတော့မြတ်စွာဘုရားဘယ်လိုခေါ်တော့တချို့သုတ်တွေကျတော့မျက်စိနဲ့အစင်အာယုံစုံတဲ့အခါမှာမြင်သိစိတ်ဖြစ်တယ်ခါတိုင်းမှာဒီလိုခေါ်တာမျက်စိနဲ့အစင်အာယုံမျက်စိကအတွင်းအစင်အာယုံကအပြင်အတန်နဲ့နားနဲ့ဆုံပြီးတဲ့နားကအတွင်းအတန်ကအပြင်နော်အနံနဲ့နှာခေါင်းနဲ့ဆုံတဲ့နှာခေါင်းကအတွင်းအနံကအပြင်အယတာနဲ့လျှာနဲ့ဆုံပြီးတယ်လျှာကအတွင်းအယတာကအပြင်အထီးတွေနဲ့ကိုယ်ကာယဆုံပြီးတယ်ကိုယ်ကာယကအတွင်းအထီးတွေကအပြင်စိတ်ကူးကြံသိတဲ့အာယုန်နဲ့ပင်မစိတ်နဲ့ဆုံပြီးတယ်ပင်မစိတ်ကအတွင်းစိတ်ကူးကြံသိတဲ့အာယုန်တွေကအပြင်နှစ်ခုဆုံလိုက်တာဆုံလိုက်တဲ့အခါမှာအဲ့ဒီဆုံစည်းမှုသည်ဖတ်တာပဲတော့ယံပဋိစ္စဖတ်တော့သလေဝယေတနာနိဆိုအပြင်နဲ့အတွင်းပေါင်းစပ်မိသွားတာဒီလိုဆိုလို့တယ်နော်အာယရဏ12ပါးပေါင်းစပ်မိသွားတာမျက်စိနဲ့အဆင်ပေါင်းစပ်မိသွားတယ်နားနဲ့အသံပေါင်းစပ်မိသွားတယ်နှာခေါင်းနဲ့အနံ့လျှာနဲ့အယတာကိုယ်ကာယနဲ့အထီးတွေစိတ်နဲ့ကြံစည်မှုအာယုံပေါင်းစပ်မိသွားတယ်အဲ့ဒီပေါင်းစပ်မိသွားတဲ့အခါယေဟိဖုတ်တော်ဖတ်တော်ပါလောယေဟိဖုတ်တော်ပါလောတမန်ပုဂ္ဂိုလ်တယောက်ဟာအဲ့လိုပေါင်းစပ်သွားတာနဲ့တပြိုင်နက်ဘာဖြစ်လဲဒုက္ခဒုက္ခပဋိသင်္ဝေတေတိပေါင်းစပ်မှုကိုအကြောင်းပြုပြီးတော့သူဟာစိတ်ချမ်းသာတာလည်းဖြစ်တယ်စိတ်ဆင်းရဲတာလည်းဖြစ်တယ်နော်သူကြိုက်တဲ့အာယုံမြင်သူချမ်းသာမယ်မကြိုက်တာဆိုစိတ်ဆင်းရဲမယ်အဲ့တော့ကြိုက်မကြိုက်ခြင်းကောင်းမကောင်းခြင်းဆုံးပြီးတဲ့အခါမှာဒုက္ခဒုက္ခပေါ်လာတယ်နှစ်သက်စရာအာယုန်နဲ့တွေ့ရင်ဒုက္ခမနှစ်သက်စရာအာယုန်နဲ့တွေ့ရင်ဒုက္ခတော့အဲ့ဒီစိတ်ရဲ့ခံစားချက်2မျိုးဟာပေါ်လာတယ်သို့စိတ်ရဲ့ခံစားချက်2မျိုးဒီတခြားအကြောင်းကြောင့်လည်းပေါ်လာနိုင်တယ်ဣတိတံဝအညတရိဏ
ဒီလိုပေါင်းစပ်မှုတွေကြောင့်မို့လို့ဒါလူဘဝရလာပုံရလာပြီးရင်ပေါင်းစပ်တယ်ဟုတ်တယ်လေစဉ်းစားကြည့်ကိုယ့်ဘဝပဲဒါဖះဟောတဲ့ဒါပါဠိတိုင်းဘာသာပြန်ပြောတာနော်အဲ့တော့ကိုယ့်ဘဝကိုစဉ်းစားကြည့်လိုက်ကိုဟာဟိုဘဝကလာခဲ့တာဘယ်လိုလာခဲ့တာတော့ဆိုလူဘဝရဲ့အပြစ်ကိုမမြင်ခဲ့ဘူးမြင်ခဲ့တော့အကောင်းထင်တယ်ဘဝရဲ့အပြစ်ကိုမမြင်ဘူးအကောင်းထင်တယ်မမြင်တာကအဝိဇ္ဇာကနေပိတ်ထားတယ်အဲ့တော့မမြင်လို့အကောင်းထင်တာကတဏှာအဲ့ဒီနှစ်ခုကြောင့်လူဘဝကိုရလာတယ်ရလာတဲ့အခါပြမကအာယုန်နေနဲ့ပေါင်းစုံပြီးသွားပြန်တယ်ပေါင်းစုံပြီးသွားတဲ့အခါမှာဒုက္ခဒုက္ခခံစားရတယ်ဒီလိုဆိုလို့ရတယ်နော်အဲ့ဒါဘဝရလာပုံပဲဒုက္ခဒုက္ခကိုခံစားရတယ်ဒါကမြတ်စွာဘုရားကပထမဘာလဆိုတဲ့အသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်လေလူလောကရောက်လာတာဒီပုံစံနဲ့ရောက်လာတယ်တဲ့ပန္တိတဆိုတဲ့ပညာအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်လည်းပဲဒီပုံစံနဲ့ပဲရောက်လာတယ်နော်ဆိုလိုတာကထေဝဒမွေးဖွားလာတာလည်းဒီပုံစံဖရာလောက်မွေးဖွားလာတာလည်းဒီပုံစံပဲလို့ဆိုလို့တယ်ဘယ်သူပဲဖြစ်ဖြစ်ဒီပုံစံနဲ့မွေးဖွားလာတာအပြစ်မမြင်တာအဝိဇ္ဇာအကောင်းထင်တာကတဏှာတွေ့တာကတဏှာအဲ့ဒီနှစ်ခုပေါင်းစပ်ပြီးတော့လောကကြီးရောက်လာတယ်ရောက်လာတဲ့အခါအစ္ဆဒဗိဒပေါင်းကြပြန်ပေါင်းတဲ့အခါမှာဒုက္ခဒုက္ခတွေဖြစ်တယ်ဒါကိုပဲဘဝလို့ခေါ်တာပဲပညာရှိနဲ့ပတ်သက်တဲ့ဒါပဲခေါ်လိုက်တယ်ဟုတ်ပြီအဲ့ဒီနေရာမှာနော်လူမိုက်ဖြစ်ဖြစ်ပညာရှိဖြစ်ဖြစ်ဘဝတစ်ခုရလာတဲ့ဒီပုံစံဟုတ်ပြီနောက်မြတ်စွာဘုရားဆက်ပြောတယ်ဆက်ဟောတယ်တတ္တရဘိက္ခွေကောဝိသေတော်တယ်လူမိုက်ကလည်းအသိဉာဏ်မရှိတဲ့လူကလည်းဒီပုံစံနဲ့လောကကြီးထဲရောက်လာတယ်ဒီပုံစံနဲ့ပဲဒုက္ခဒုက္ခခံစားရတယ်ဘဝအတွေ့အကြုံလို့ပြောခြင်းပြောပေါ့ဒီပုံစံနဲ့လောကကြီးထဲရောက်လာပြီးတော့ဒီပုံစံနဲ့ပဲဒုက္ခဒုက္ခကြုံတွေ့ရတယ်ကောင်းလဲတွေ့တယ်ဆိုလဲတွေ့တယ်ပညာရှိတဲ့ပုဂ္ဂိုလ်လည်းပဲဒီပုံစံနဲ့လောကကြီးထဲရောက်လာပြီးတော့ဒုက္ခဒုက္ခကိုကြုံတွေ့တယ်ပညာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဘသူပဲဖြစ်ဖြစ်ဒီပုံစံနဲ့ရောက်လာကြတယ်ဆိုတဲ့အခါမှာတတ္တရဘိက္ခွေကောဝိသေသောကောအဓိပ္ပယသောခိဏနာကရဏံပဏိတတ္တပါလိနာတဲ့အဲ့ဒါဆိုရင်အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်နဲ့အသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်သူတို့နှစ်ဦးကြားမှာဘာကွာလဲရောက်လာတဲ့အချင်းတူတူပဲလေဘာကွာသွားလဲကွာခြားချက်ကိုပြောကြတာဖေ။ဘာကွာလုံးတဲ့မေကွန်ထုတ်ပြီးတော့မေကွန်ထုတ်လိုက်တယ်မြတ်စွာဘုရား။သိဉာဏ်ရှိသူနဲ့မရှိသူဘာကွာလဲတဲ့ဒီပုံစံနဲ့ပဲရောက်လာတာတဲ့နှစ်ဦးစလုံးဟာလူလောကကြီးအဲ့မှာဘာကွာတော့ဆိုရှမ်းနေရလျှောက်ကြတယ်ဘဂဝံမူလကနောပန္တိဓမ္မာတပည့်တော်တို့သိရတဲ့တရားဓမ္မတွေဟာမြတ်စွာဘုရားဆီကရတာပါတဲ့မြတ်စွာဘုရားသာလျှင်အခြေခံဖြစ်ပါတယ်ဘဂဝံနိတိကာမြတ်စွာဘုရားသာလျှင်လမ်းပြဖြစ်ပါတယ်ဘဂဝံပဋိတရဏမြတ်စွာဘုရားသာလျှင်တကယ်အထာယပုဂ္ဂိုလ်ဖြစ်ပါတယ်ဆိုမြတ်စွာဘုရားပေါ်မှာသူတို့ရဲ့ယုံကြည်ချက်ကိုပြောတာဘဂဝံမူလကသူတို့သိတဲ့ဓမ္မအသိတွေမှန်သမျှမြတ်စွာဘုရားကမြစ်ဖြတ်ခံလာတာမြတ်စွာဘုရားဟောလို့သိရတာနော်မြတ်စွာဘုရားဖော်ပြလို့မြင်ရတာအဲ့တော့မြတ်စွာဘုရားနဲ့ပဲပတ်သက်ပါတယ်သာရုဝတ္တမေဗန္တိဘဂဝန္တံယေဝပฏิဘာတုဧတတ္တဖတိတတ္တအထောဘဂဝတ္တောသုတ္တဝဘိက္ခုတာရတန္တိလိမ္မာယဉ်ကျေးစွာယဟန်တွေကဘလောက်ပြောကြတော့ဆိုမြတ်စွာဘုရားတပည့်တော်များတောင်းပန်ပါတယ်တဲ့ဒီမေကွန်းရဲ့အဖြေကိုလည်းပဲအရှင်ဘုရားပဲတာဝန်ယူပြီးတော့ဖြေပေးပါလို့ဆိုလို့တယ်ပฏิဘာတုအဲ့ဒီနေရာမှာညာသောအဖြစ်ပေးထားရှိတဲ့ဗာသပြန်စကားပါတော့ဆိုရင်ဘဂဝန္တံယေဝပฏิဘာတုဆိုတဲ့နေရာမှာဘဂဝန္တံယေဝမြတ်စွာဘုရားဣဒါလင်ပฏิပန္တုဉာဏ်နဲ့မှာဘယ်လိုဖြေရမလဲဆိုတာအသိဉာဏ်နဲ့မှာထင်ရှားပါစေရှင်ဘုရားပဲဖြေပါလို့ပြောတယ်အဲ့ဒါကိုအဲ့ဒီအနက်တဲ့ပို့ပြီးတော့ကောင်းတဲ့အနက်ကဘာတော့ဆိုလို့ရှိရင်ဘာသာပြန်အဲ့ဒီတဲ့ကောင်းတဲ့ဘာသာပြန်ဘာတော့ဆိုရင်ဒီမေကွန်းရဲ့အနက်တိတ်ပဲကိုမြတ်စွာဘုရားပဲတာဝန်ယူပြီးတော့ဖြေရှင်မှာသူတို့ကတော့နားပဲထောင်ပါမယ်မြတ်ဘဂဝတ္တသုတ္တဝဘိက္ခုတာရတန္တိဘုရားစီကမြတ်စွာဘုရားတာဝန်ထားပါဘုရားရှင်ဘုရားပဲတာဝန်ယူပြီးတော့ဖြေပေးပါလို့ဆိုလို့မြတ်စွာဘုရားမေးတာကို
ဘာထုလဲဆိုပြီးတော့ဒီမေခွန်းရဲ့ဖြစ်ရှင်ဘုရားပဲတာဝန်ယူပါဖြည့်ဖို့ရှင်ဘုရားပဲဖြည့်ပေးပါကျန်တဲ့ယဟန်တွေကရှင်ဘုရားစီကသိရမှမှတ်သားရမှာဖြစ်ပါတယ်ဒါအဓိပ္ပာယ်တစ်ခုနော်မြတ်စွာဘုရားရဲ့အဖြေကမြတ်စွာဘုရားရဲ့အသိဉာဏ်ထဲမှာသာရှိပါစေထင်ပါစေလို့ထင်မြတ်စွာဘုရားအသိဉာဏ်ထဲမှာသာပေါ်လာပါစေလို့ဆိုတာအဲ့ဒါဒီနဲ့တပည့်လည်းပေးယူပေးခြင်းရှိကြတယ်အဲ့တော့ယဟန်တွေကအဲ့လိုရှင်ကျေးစွာလျှောက်တဲ့အခါမြတ်စွာဘုရားတေနဟိဘိက္ခွေသူနထာအေးဒါဆိုရင်လည်းမင်းတို့နတ်ထောင်ကြဒါဖေကပြောလို့ရှိတဲ့စကားပဲနတ်ထောင်မှုကသိအရေးကြီးတာလေသူနထာသာဓုကံမနတိကရောထသူနထသာဓုကံဆိုတာဒါပြောနေကြစကားထဲမှာသာဓုကံဆိုတာ attentively ခရုတစိုက်နားထောင်မှု pay great attention ဆိုတာ attention လုပ်ဖို့ပြောတာသာဓုကံသူနထမနတိကရောထဟောနားထောင်ခရုတစိုက်နှလုံးသွင်းဘာလို့ဆိုစကားတစ်ခုဟာတလုံးကြသွားလို့အထိပ္ပယ်ကျော်သွားနိုင်တယ်ဒါကြောင့်မို့တိတိကျကျနားထောင်လို့ပြောတာဘုရားဘယ်ခါဖြစ်တိတိကျနားထောင်ခိုင်းတယ်နော်တောက်တွေးမြောက်တွေးမနေနဲ့သူနာထသာဓုကမနတိကရောထနားဆိုင်ပြီးထောင်နော်တိတိကျကျနှလုံးသွင်းထားစိတ်ထဲမှာဗာသိတ္တမိငါရှင်းပြမယ်ရဟန်းတွေကိုစပြီးရှင်းပြတယ်ရှင်းပြတဲ့အခါမှာဘယ်လိုရှင်းပြတော့ဆိုခုနအတိုင်းပဲအဝိဇ္ဇာပိတ်ဆို့ထားပြီးတော့အဝိဇ္ဇာပိတ်ဆို့ထားလို့အပြစ်ကိုမမြင်လို့အဝိဇ္ဇာပိတ်ဆို့ထားတဲ့ဖြင့်အပြစ်ကိုမမြင်ဘူးအကောင်းကိုသာမြင်ပြီးတော့တွေ့တာတဲ့တဏှာနဲ့ဒီဘဝကိုရလာကြတယ်ဒီဘဝရလာကြတယ်အဲ့လိုရလာတဲ့အခါမှာအသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ကမလုပ်တယ်အဲ့ဒီအသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်မှာသာစေဝအဝိဇ္ဇာအပိဟိနာသာသတနာအပရိခိနာအဝိဇ္ဇာနဲ့တဏှာကအကြောင်းတရားပဲအဲ့တော့ဘဝကိုအဝိဇ္ဇာတဏှာအကြောင်းပြုပြီးဘဝကြီးကိုရလာတယ်ရလာတော့အဲ့ဒီအဝိဇ္ဇာကလည်းသူတွန်းလှန်ဖယ်ရှားခြင်းမလုပ်အဲ့ဒီအဝိဇ္ဇာကိုလည်းတွန်းလှန်ဖယ်ရှားခြင်းမလုပ်နိုင်ဘူးတွေ့တာမှုတဏှာကိုလည်းပဲတွေ့တာမှုတဏှာလည်းသူ့မှာကုန်ခန်းမသွားဘူးရှိနေတယ်ဘဝတစ်ခုကိုအဝိဇ္ဇာနဲ့တဏှာကကံကိုတွန်းပေးလိုက်တာနေပြီးတော့ကံကနေပို့ပလိုက်တာပေါ့သဘောတော့ဟိုဗိရမထသင်္ဃဟာကျမ်းမှာဘယ်လိုရေးထားတော့ဆိုအဝိဇ္ဇာဒီဘဝတစ်ခုပို့ပုံနဲ့ပတ်သက်ပြီးတော့ရေးထားတာအဝိဇ္ဇမူလကေနတဏသင်္ခါရေနစနိယမနံဆိုတယ်အဝိဇ္ဇမူလကတဏနုတယေနအဝိဇ္ဇကိုအခြေခံတဲ့တဏအနုတယပါဝင်ပတ်သက်တဲ့အဝိဇ္ဇနဲ့တဏကကံတရားကိုတွန်းအားပေးလိုက်တယ်တွန်းအားပေးလိုက်တဲ့အခါကျတော့အဲ့ဒီကံကနေပြီးတော့ဖန်တီးလိုက်တယ်လို့ဆိုလို့တယ်အဝိဇ္ဇကအပြစ်မမြင်အောင်လုပ်ပေးလိုက်တယ်အကောင်းထင်အောင်လုပ်ပေးလိုက်အဝိဇ္ဇာရှိနေသည့်အတွက်ကြောင့်အပြစ်မမြင်မဲ့အကောင်းထင်တယ်အကောင်းထင်တဲ့အပေါ်မှာတဏှာကသဘောကျလိုက်တယ်အဲ့ဒီအချိန်မှာကံကနေတွန်းပေးလိုက်တယ်လုပ်တဲ့ကုသိုလ်ကံအကုသိုလ်ကံကနေပြီးတော့ဘဝတစ်ခုကိုတွန်းပေးလိုက်တယ်သုံးခုပေါင်းစပ်ပြီးတော့လုပ်တယ်လို့ဆိုတယ်ဒီနေရာမှာမြတ်စွာဘုရားဒီနှစ်ခုကိုအဓိကထားဟောတာအဝိဇ္ဇာနဲ့တဏှာအဝိဇ္ဇာတဏှာအခြေခံထားတဲ့ကံတရားကဘဝကိုဖန်တီးတာသို့တော့မြတ်စွာဘုရားကအကြောင်းရင်းနှစ်ခုကိုပဲပြောလိုက်တယ်အဝိဇ္ဇာနဲ့တဏှာအဲ့ဒီမှာဘာလာပုဂ္ဂိုလ်မှာဘဝတစ်ခုကိုရရှိစေတဲ့အဝိဇ္ဇာနဲ့တဏှာအဝိဇ္ဇာကလည်းသူ့မပဲ့နိုင်ဘူးတဏှာကလည်းပဲမကုန်ဘူးဆက်ရှိနေတယ်နော်သူလူဘဝရောက်လာတဲ့အခါမှာအဝိဇ္ဇာလည်းကုန်သွားဘူးဆက်ရှိလာတယ်တဏှာလည်းသူ့ကမပဲ့နိုင်ဘူးအဝိဇ္ဇာကိုလည်းမပဲ့နိုင်ဘူးတဏှာကလည်းဆက်တိုးနေတယ်အဲ့တော့ဘာဖြစ်တုံးဘာဖြစ်လို့အဝိဇ္ဇာတဏှာသူ့တဏှာမှာဆက်ရှိနေရတာတော့ဘာကြောင့်တိုးနေရတာတော့ဆိုမြတ်စွာဘုရားမေးခွန်းထုတ်ပြီးဖြေတယ်တံခိတဟေတုနဘိက္ခွေဘာလောအစရိဗြဟ္မစရိယသမ္မာဒုက္ခခယယ
အသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ကဒုက္ခကုန်မှုကုန်စေနိုင်တဲ့မဂ္ဂင်၈ပါးအကျင့်ကို तू မကျင့်ဘူးတဲ့။ဒါကြောင့်မို့လို့အဝိဇ္ဇာလည်းမပယ်နိုင်ဘူးတဏှာလည်းမကုန်ဘူးဆက်ရှိနေတယ်။အဝိဇ္ဇာတဏှာကြောင့်ဒီဘဝကိုရောက်လာတာအဲ့ဒီရောက်ခြင်းရဲ့အကြောင်းဖြစ်တဲ့အဝိဇ္ဇာတဏှာကဒီဘဝမှာဆက်ရှိနေတယ်ဆိုရင်နောက်ထပ်ဆက်ဖြစ်အောင်မှာပဲဒိဋ္ဌာသိကြတယ်။သူ့မှာဆက်ပြီးတော့ဒါတွေကအဝိဇ္ဇာနဲ့တဏှာကရှင်သန်နေတယ်ဦးနဲ့ဘာလို့ရှင်သန်တော့ဆိုရင် तू ကဒါတွေဖယ်ဖို့ तू မကြိုးစားဘူးလက်ခံထားတယ်မကြိုးစားဘူးနော်ရတော့အကျင့်ကိုမကျင့်ဘူးတဲ့မကျင့်သည့်အတွက်ကြောင့်ဒီဘဝသိဆုံးသွားတဲ့အခါမှာနောက်ထပ်ကာယတစ်ခုထပ်ယူပြန်တယ်ဘဝတစ်ခုထပ်ရပြန်တယ်လို့ပြောတာမဂ္ဂင်၈ပါးအကျင့်တရားကိုမကျင့်သည့်အတွက်ကြောင့်နောက်ထပ်ဘဝတစ်ခုထပ်ရပြန်တယ်အဲ့ဒီလိုဘဝတစ်ခုထပ်ရခြင်းကြောင့်မွေးခြင်းကလည်းမလွတ်ဘူးစာတိမွေးဖွားခြင်းကလည်းမလွတ်ဘူးစရာအိုမင်းခြင်းကလည်းမလွတ်ဘူးမရဏသေးခြင်းကလည်းမလွတ်ဘူးတောကဆွေးရမှုကလည်းမလွတ်ဘူးပရိဒီဝငိုရမှုကလည်းမလွတ်ဘူးတဲ့ဒုက္ခကိုဆင်းရဲခြင်းကလည်းမလွတ်ဘူးဒေါမနတစိတ်ဆင်းရဲခြင်းကလည်းမလွတ်ဘူးဥပါယတစိတ်ပင်ပန်းမှုတွေကလည်းမလွတ်ဘူးတဲ့ကုံကုံပြောလိုက်မယ်ဆိုရင်နပရိမုစတိဒုက္ခတမဝဋ္ထုခဟုသေး၍သူမလွတ်တော့ဘူးအဲ့ဒါကိုရသော်ဘုရားထောက်ပြတာနော်ဝဋ္ထုခဟုမြတ်မလွတ်ဘူးအဲ့တော့ဟုတ်ပြီအသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ကမလွတ်တာဟုတ်ပြီဒါဖြင့်ပညာရှိအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကရောဆိုဆက်ပြီးတော့ဟောတယ်ဆင်းရဲဒုက္ခမှာလွတ်သူနဲ့မလွတ်သူလွတ်သူကဘာချောင်းရှာယသဘိက္ခွေအဝိဇ္ဇာယနိဟုတတပဏိတတယာသတနာယသံယုတ်တတအယံကာယောသမှုတာကတောအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်လည်းဘဝကိုဒီတိုင်းရောက်လာတာပဲအဝိဇ္ဇာနဲ့အပြစ်မမြင်လို့တဏှာကလိုချင်လို့ဆိုပြီးတော့ဘဝတစ်ခုမှရောက်လာတယ်တဲ့ရောက်လာပြီမဲ့လို့ပညာရှိကတော့အဲ့ဒီမသိဘူးဆိုတာအပြစ်ကိုမမြင်ဘူးဆိုတဲ့အဝိဇ္ဇာကိုဖယ်လိုက်နိုင်တယ်သူအပြစ်ကိုမြင်အောင်ကြည့်တယ်အဲ့ဒါဘာပြောတာတော့ဆိုမဂ္ဂင်၈ပါးပဲလေသမ္မာဒိဋ္ဌိအမှန်မြင်အောင်သူစူးစမ်းလိုက်တာအဝိဇ္ဇာရဲ့တွေးဝအတိတဝိရာဂနိရောဓသင်္ခါရနိရောဓအဝိဇ္ဇာချုပ်ငိမ့်သွားလို့ရှိရင်သင်္ခါရချုပ်ငိမ့်တယ်ဆိုရယ်ပฏิလောမပဋိစ္စသမုပ္ပါဒ်တိုင်းပဲသူကဘဝတစ်ခုကိုတွန်းပို့လိုက်တဲ့အဝိဇ္ဇာကိုလက်မခံဘူးပယ်ဖို့ကြိုးစားတယ်အဲ့တော့ပယ်ဖို့ကြိုးစားတယ်ဆိုတာပယ်ဖို့ကြိုးစားတာတော့ပြီးလို့ရှိရင်သူကအရှည်ကြီးပဲဘယ်လိုပယ်ဖို့ကြိုးစားတာတော့ပထမသူတော်ကောင်းဒီဟောပြောနိုင်တဲ့ပုဂ္ဂိုလ်နဲ့တွေ့တယ်ပြီးရင်ဟောပြောတယ်ဆိုပါစို့တပုရိတုပနေတယသူတော်ကောင်းဆိုတာဖះနဲ့တွေ့တယ်ဆိုပါစို့ဖះစီသွားတယ်ဖះနဲ့တွေ့တယ်ဖះဟောတဲ့တရားကိုနားတယ်ဒါတွေကသူ့ရဲ့ process တွေပဲအဝိဇ္ဇာပယ်ဖို့ဖြစ်စဉ်တွေပဲဖះနဲ့တွေ့တယ်ဖះတရားကိုဟောတယ်ယောနိသမနတိကရမှန်ကန်ကန်စဉ်းစားတယ်ဓမ္မနုဓမ္မပฏิပတ်တိမြတ်စွာဘုရားညွှန်ပြတဲ့အတိုင်းလိုက်နာကျင့်သုံးတယ်အဲ့တော့မဂ္ဂင်၈ပါးကျင့်တရားကိုကျင့်တယ်ပေါ့ချုပ်ပြောလိုက်အဲ့ဒီလိုချုပ်မဂ္ဂင်၈ပါးကျင့်တရားပြောလိုက်တဲ့အခါကျတော့လောကကြီးရဲ့အပြစ်တွေတန်တရားရဲ့အပြစ်တွေဘဝရဲ့အပြစ်တွေကိုမြင်လာတယ်အဲ့ဒီဘဝအပြစ်မြင်လာတတ်သည်ပင်နဲ့သာစေဝအဝိဇ္ဇာပဟိနာဘဝရဲ့အပြစ်ကိုမြင်လာခြင်းသည်ပင်နဲ့အဝိဇ္ဇာကိုဖယ်တာပဲဖြစ်တယ်နော်အတိညာရလာတာနဲ့တပြိုင်နက်အဝိဇ္ဇာဖယ်တာအလင်းရောင်ပေါ်လာတာနဲ့တပြိုင်နက်အမှောင်ကပျောက်တယ်လေဒါလည်းမသိမှုကိုအသိပညာနဲ့မသိမှုဆိုတဲ့အဝိဇ္ဇာကိုသိခြင်းဆိုတဲ့ဝိဇ္ဇာတရားနဲ့ဖယ်ရှားလိုက်တယ်သိလာတယ်သိလာတော့အဲ့ဒီအဝိဇ္ဇာပျောက်သွားတယ်အပြစ်မမြင်လို့လိုချင်နေတာအပြစ်လို့ရင်အပြစ်မြင်လို့ရှိရင်မလိုချင်တော့ဘူးအဲ့တော့အဝိဇ္ဇာပျောက်လိုက်တာနဲ့တပြိုင်နက်သာသတနာပရိခိနာတဏှာလည်းကုန်သွားပြီသူကနော်တဏှာလည်းကုန်သွားအဲ့တော့အဝိဇ္ဇာနဲ့တဏှာကဘယ်သူကအမြင့်တုံးဆိုရင်သူတို့ကအပြန်လှန်လို့လည်းပြောနိုင်တယ်တဏှာရဲ့အမြင့်သည်အဝိဇ္ဇာနော်တဏှာရဲ့အမြင့်ဟာအဝိဇ္ဇာအဝိဇ္ဇာရှိနေသမျှတဏှာရှိနေမယ်ဒါမှမဟုတ်သမူလံတဏှာမပု္ပ္ပရှာ
တဏှာကိုဖယ်တဲ့အခါမှာသူ့ရဲ့အမြစ်ပါကြောက်အောင်ဖယ်လိုက်တယ်သူ့ရဲ့အမြစ်ပါကြောက်သွားတယ်တဏှာရဲ့အမြစ်ဒီအဝိဇ္ဇာပမူလံတဏှမဘုရှာအမြစ်နဲ့ကွာတဏှာကိုဖယ်လိုက်တယ်အဲ့တော့အမြစ်ပြုတ်သွားတဲ့အခါမှာတဏှာလည်းပြုတ်သွားတာပဲဒီနှစ်ခုစလုံးကိုဖယ်လိုက်တယ်အဝိဇ္ဇာပြစ်ကိုမမြင်တဲ့အဝိဇ္ဇာသည်အပြစ်ကိုမြင်ခြင်းအပြင်အပြစ်ကိုမမြင်တဲ့အဝိဇ္ဇာကိုဖယ်လိုက်တယ်အပြစ်မြင်သည့်အတွက်ကြောင့်မလို့ချင်တော့ဘူးငဆာလည်းတွေ့တယ်ငမြားကြိတ်လည်းတွေ့တယ်ငဆာကိုတွေ့တယ်သို့တော့အန္တရာယ်ကြီးမားတဲ့ငမြားကြိတ်ချီကိုမြင်တယ်မြင်တော့မဟတ်တော့ဘူးအထိပ္ပယ်အဲ့ဒါမမြင်တော့ကတော့ကောင်းတယ်ထင်တယ်မြင်လိုက်ရင်မကောင်းဘူးဆိုတာသိသွားတော့သိခြင်းကအဝိဇ္ဇာကိုဖယ်လိုက်တာပဲလူချင်းမှုပျောက်သွားခြင်းကတဏှာကိုဖယ်လိုက်တာပဲအဲ့တော့သာစေဝအဝိဇ္ဇာပဟိနာအဲ့ဒီအဝိဇ္ဇာလည်းပျောက်ကင်းသွားပြီတဲ့သာသတဏှပရိခိနာတဏှာလည်းကုန်ခန့်သွားပြီဒီမှာမရှိတော့ပညာရှိတယ်ဘာဖြစ်လို့အဝိဇ္ဇာနဲ့တဏှာအခုလိုပျောက်ကင်းသွားရတယ်လဲဆိုတာကိုမြတ်စွာဘုရားတန်ခိတဟေတုအဲ့ဒါလို့အဝိဇ္ဇာကိုပယ်ပြီးတော့တဏှာကုန်သွားတာဘာကြောင့်လဲဆိုအစရိဘိက္ခွေပဏိတောဗြဟ္မစရိယံတမ္မဒုက္ခခေယအဓိကတော့သူကသူကုန်တာမဟုတ်ဘူးသူဟာမက္ခင်၈ပါးအကျင့်တရားမစ္စည်းမပฏิပဒါကိုကျင့်တာတဲ့မစ္စည်းမပฏิပဒါအကျင့်ကိုကျင့်လို့ဆင်းရဲဒုက္ခတွေကိုမှန်ကန်တဲ့ဤနဲ့ဆုံးသတ်ဖို့မက္ခင်၈ပါးအကျင့်တရားကိုကျင့်တာတဲ့ဒါကြောင့်မို့လို့ပညာရှိပုဂ္ဂိုလ်ဟာဒီဘဝအဆုံးသတ်သွားလို့ရှိရင်နောက်ဘဝဆိုတာသူပြန်မယူတော့ဘူးပြည့်မြင်ထားပြီပြည့်မြင်တာတွေ့တော်မှုမရှိတော့ပြန်မယူတော့ဘဝတစ်ခုမရတော့ဘူးနော်အဲ့ဒီလိုဘဝတစ်ခုမရတော့ဘူးဆိုမှဇာတိဆိုတဲ့ဒုက္ခလည်းလွတ်မယ်စရမရဏစရာဆိုတဲ့ဒုက္ခလည်းလွတ်မယ်မရဏဆိုတဲ့ဒုက္ခလည်းလွတ်မယ်တောကဆိုတဲ့ဒုက္ခလည်းလွတ်မယ်ပရိဒီဝဆိုတဲ့ဒုက္ခလည်းလွတ်မယ်ဒုက္ခဆိုတဲ့ဒုက္ခလည်းလွတ်မယ်ဒေါမနတဆိုတဲ့ဒုက္ခလည်းဥပါယတဆိုတဲ့ဒုက္ခလည်းလွတ်မယ်တန်တရားထဲမှာတွေ့နိုင်တဲ့ဒုက္ခဟုသမျှလွတ်သွားမယ်အဲ့ဒါဟိုဆင်းရဲကလွတ်ခြင်းနဲ့မလွတ်ခြင်းလွတ်သူနဲ့မလွတ်သူပါဒါအဖြေပဲ